嘿，我那天家人在家家里地了。အဲ့ဒါပဲဖြစ်လို့လေအဲ့ဒါဘာဖြစ်ရမှာလဲမနေ့ကကြားလို့ရှိရင်ဇလန်ကြီးတစ်ပုတ်လောက်ရှာကြရအောင်လေဘာဇာတ်လဲဘာဇလန်ကမှလဲဟာမျိုးနှစ်ယောက်စလုံးကိုလေလူချင်းနဲ့ဟိုဘက်အရာကိုကြီးဇလန်ပေါ့မျိုးဘာများလို့ရှိလို့ရှက်ပါတယ်ဇလန်မေငေးလိုက်ငဲလိုက်ရည်စရှိရဲ့ရှက်ပါတယ်ဇလန်မေရှိတာမရှိတဲ့မိတ်ဆွေဇလန်လေးလိုက်ရှာရှိတာရှိတဲ့မိတ်ဆွေတရေအိပ်ပါစားစို့တို့ရဲ့တင်ကြံဇလန်ရေရီလာပြောဖို့အသင်ပါကွယ်ဇလန်မေမင်းလာပြောတော့တို့လာပြောလို့ပြုံးနေမယ်ဇလန်မေရှီလီပတ်တော့ချဲမယ်ဇလန်မေကွာအချင်းလေးကြတော့ကမယ်ဇလန်မေကွာစားစို့တို့ရဲ့တင်ကြံဇလန်ရေရီလာဟေးလောမဟိုမရှိမဟေးလောမပြုံးလေးပဲရှေရီလာရောက်ပမနောင်းနဲ့ကွာတဲလေးဖို့ဒါရှိတ်ကောင်းလားဟေးရေရီကုန်ပြီလားဟေးအလွန်ဆွေးမရှိတဲ့တို့ရဲ့တင်ကြံဇလန်ရေရီလာဟေးလောမဟိုမရှိမဟေးလောမပြုံးလေးပဲရှေရီလာရောက်ပမနောင်းနဲ့ကွာတဲလေးဖို့ဒါရှိတ်ကောင်းလားဟေးရေရီကုန်ပြီလားဟေးပြောစရာတွေတို့ရဲ့နေတဲ့ကြံI love